ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်နေစဉ်လုပ်ပြတာလေးကိုဝေမျှပေးသွားခြင်းပါတယ်ဒါကတော့ပေါ်စိတ်အစာကျွေးတာဖြစ်ပါတယ်တခြားတော့မဟုတ်ပါဘူးဒီလိုမျိုးလေးနေစဉ်မနေ့တိုင်းကျွေးပြတယ်ပေါ့ပထမဆုံးကျွန်တော်ဒီလိုမျိုးမြေနေရာဆုပ်ဆုပ်တဲ့နေရာလေးကိုအရင်ရွေးချက်လိုက်ပါတယ်ဒီလိုမျိုးမြေနေရာဆုပ်ဆုပ်တဲ့နေရာလေးကိုရောက်မှလည်းပေါ်စိတ်တွေအလွယ်တကူကိုလိုမျိုးရှိမျိုးမှာလာကြမှာပါအဲ့လိုမျိုးဆုပ်ဆုပ်တဲ့နေရာလေးမှာဒါလေးကတရားဘူးလေးပေါ့တရားထည့်ထားတာပါဒီတရားဘူးလေးကိုကုလိုမျိုးဆိုးဆိုးတဲ့နေရာလေးကိုရောက်ပြီးလို့ချင်းဒါဒီလိုမျိုးလေးပေါ့ဒီလိုမျိုးတရားလေးတွေပုံပြီးတော့ထားလိုက်ပါတယ်တရားလေးကိုလေးမျိုးပုံထားလိုက်တယ်ပြီးလို့ရှိရင်တော့ဒီတိုင်းလေးမိနစ်ပိုင်းလောက်နေလို့ရှိရင်တော့ဒါတို့အစာလာစားကြမှာဖြစ်ပါတယ်များသောအားဖြင့်တော့ခုချိန်ကတော့ပေါ်စိတ်အမဲရီလာတော့များပါတယ်အနီကောင်လေးလည်းရှိပေမဲ့လို့ပေါ်စိတ်အမဲရီပဲလာတာများတယ်နောက်ထပ်မိနစ်ပိုင်းလောက်နေလို့ရှိရင်တော့လာစားတာလေးကိုတစ်ချက်ပြပါအောင်ဒီညာ A few moments later မိနစ်30လောက်ကြာမှတော့သူတို့ဒီလိုမျိုးလေးတွေလာစားနေတာကိုတော့တွေ့ရဖြစ်ပါတယ်ဒါကြောင့်မို့လို့ပေါ့အလောက်ကိုင်းမရှိလို့လူဖို့မရှိဘူးဆိုရင်တော့မှဒါဒီလိုမျိုးလေးတွေလုပ်လို့ရပါတယ်လို့ပြောချင်တာပါအဓိကတော့ကျွန်တော်တို့လူချင်းတဲ့စိတ်ကလေးပဲလုပ်ပါတယ်ဒါရှိတာလေးနဲ့ဖြစ်အောင်လုပ်လို့ရတယ်ဆိုတာလေးကိုပဲဒါ sharing လုပ်တာပါကျွန်တော်ကတော့ဒါမျိုးလေးမနေ့တိုင်းလုပ်ဖြစ်ပါတယ်ဒါပြည့်စိတ်တခြားအလူပေါ့ဒါဒီ channel ကကြည့်နေတဲ့ subscriber တွေလည်းဒီလိုမျိုးလေးလုပ်လို့ရပါတယ်အေးတဲ့နေရာလေးဒီမှာဒီလိုမျိုးလေးကျွေးတာပိုးကောင်းပါတယ်ပြည့်စိတ်တွေလည်းပိုးပြီးတော့လာပြီးတော့စားလွယ်ပါတယ်မနက်ပိုင်းညနေပိုင်းပိုးကောင်းတာပေါ့အထူးသဖြင့်အခုလိုမျိုးမနက်ပိုင်းနေပေါ့ဒါဒီလိုမျိုးလေးလုပ်ဖြစ်တာလေးကိုဝင်ရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်